2026 မက်ကလာမှာအကောင်းဆုံးအဖြစ်အမေးပေးခံရတဲ့ဝစ်စုံများပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီကားချက်နေကနေပြန်လေးကြိုဆိုလိုက်ပါတယ်။မကြသေးခင်ကကျင်းပပြည်စည်းသွားတဲ့မက်ကလာကတော့ခါတိုင်းနှစ်တွေလိုပဲအထူးဆန်းဖက်ရှင်တွေတီထွင်စမ်းသစ်တဲ့ဝစ်စုံတွေနဲ့တက်ရောက်တဲ့အမှုပညာရှင်တွေကြားပြီးဆုံးသွားခဲ့ပါပြီ။ Fashionist Art ဆိုတဲ့ခေါင်းစဉ်နဲ့ကျင်းပခဲ့တဲ့ဒီ fashion ပွဲမှာ brand သီးကအမှုပညာရှင်တွေဟာမတူညီတဲ့ fashion မျိုးစုံနဲ့ပွဲတက်ခဲ့ကြတာပါ။ fashion လောကတစ်ခုလုံးစောင့်မျှော်နေကြတဲ့ပွဲဖြစ်တာကြောင့်အမှုပညာရှင်တွေရဲ့ပရိသတ်တွေဒါမှက fashion သဘောကျတဲ့အတိုင်းဝိုင်းကပါပွဲအတွင်းဝတ်စုံတွေကိုမျှော်လင့်နေကြတာဖြစ်ပါတယ်။ဒီနေ့မှာတော့ team နဲ့လိုက်ဖက်ပြီးတော့တကယ်ကိုအမကန်ဖြစ်ရတယ်ဆိုတဲ့ fashion တွေပေါ်လာသလိုတချို့ဝတ်စုံတွေကတော့ဘာမှမဆိုင်တဲ့ဟာတွေလို့ထင်မြင်ရတာတွေရှိပါတယ်။ဒီနေ့မှာတော့ H မှာအကောင်းဆုံးဝတ်စုံဖြစ်သတ်မှတ်မဲပေးခံထားရတဲ့ဝတ်စုံတွေအကြောင်းကိုတင်ဆက်ပေးမှာပါ။ကမ္ဘာအနှံ့အနုပညာရှင်တွေကြားတဲ့ကပထမဆုံးနေရာကိုတော့အောဖို့ကောင်းလောက်အောင်ပဲ Blackpink ဖွဲ့ဝင်ကြီးစုကသူ့ရဲ့ပထမဦးဆုံးပွဲထွက်မက်ကလာလွတ်နဲ့ရခဲ့တာဖြစ်ပါတယ်။သူရဲ့ဝတ်စုံကနာမည်ကြီး brand Dior ကနေကြီးစုအတွက်ရည်ရွယ်ချုပ်ပေးထားတဲ့ဝတ်စုံဖြစ်ပြီးတော့ဝတ်စုံတစ်ခုလုံးကိုပန်းရောင်အဓိကသုံးပြီးဖန်တီးပေးထားတာပါ။ဝတ်စုံကကြီးစုရဲ့ခန္ဓာကိုယ်အလှကိုပိုပေါ်လင်းစေတဲ့ရှင်ပြတ် dress ဖြစ်ပြီးတော့အထူးသဖြင့်နောက်ကျောဘက်ကိုပိုအလှပေါ်စေဖို့ဒီဇိုင်းဆွဲထားတာပါ။ဝစ်ဆောင်မှာတင်မကပဲတခြားအသုံးဆောင်တွေမှာပါပန်းပွင့်နေစင်ရင်ထားပြီးတော့ပန်းဥယျာဉ်တွေကနေထွက်လာတဲ့ဗိုက်မျိုးရအောင်ဖန်တီးထားတာဖြစ်ပါတယ်။ဒါအပြင်ဂျီဆူးကဒီယောနဲ့ပြိုင်ဘက်လို့ဆိုနိုင်မဲ့ကက်တီယာ brand ရဲ့200ကြီးထိမ့်သိမ်းထားတဲ့အဖိုးတန်လေဆွဲတစ်ခုကိုပါစင်မြန်းလာခဲ့ပါသည်။အခုလိုမျိုးပြိုင်ဘက်တွေဖြစ်တဲ့ brand နှစ်ခုကိုဂျီဆူးရဲ့ဝစ်ဆောင်မှာတွေ့ရတာကအတော်လေးကိုစိတ်ဝင်စားစရာကောင်းတယ်လို့ဂျီဆူးရဲ့လွှမ်းမိုးမှုကိုပါသိနိုင်တာဖြစ်ပါတယ်။ဒုတိယအနေနဲ့ကတော့လီဆာရဲ့အဖြူရောင်ဝတ်စုံဖြစ်ပါတယ်။ရိုးရှင်းတယ်လို့ထင်ရတဲ့ဒီဝတ်စုံဟာအမှန်တော့လီဆာအတွက်ရည်ရွယ်ဖန်တီးပေးထားတဲ့ဝတ်စုံဖြစ်ပြီးတော့အသေးစိတ်ကြည့်လိုက်ရင်အတော်လေးကိုအားထုတ်ထားတာကိုတွေ့နိုင်ပါတယ်။ဝတ်စုံမှာပါတဲ့လက်အတူနှစ်ဖက်မှာလီဆာရဲ့လက်တွေအတိုင်းထုတ်ထားတာဖြစ်ပြီးတော့လက်ပုံစံကလည်းလီဆာရဲ့လူမျိုးဖြစ်တဲ့ထိုင်းအကပုံစံမျိုးဖော်ပြထားတာဖြစ်ပါတယ်။ဒါအပြင်ဝစ်စုံမှာထည့်သွင်းထားတဲ့ရတနာတွေဟာအတော်လေးကိုမရေမတွက်နိုင်အောင်ဖြစ်ပြီးတော့နာမည်ကြီးစိန်ခံရတနာ brand ဖြစ်တဲ့ Robert Wong ကရတနာတွေဖြစ်ပါတယ်။ဒါအပြင်ဝစ်စုံကိုလည်း Robert Wong ကိုယ်တိုင်ကပဲလီဆာအတွက်အထူးတလဲဖန်တီးပေးထားတာပါ။တတိယနေရာကိုတော့အမေရိကရုပ်ရှင်မင်းသမီးဖြစ်တဲ့ Annie Hathaway ကနေအနက်ရောင်ဝစ်စုံနဲ့ရထားတာပါ။သူရဲ့ဝတ်ဆောင်ကပစာချီ brand ကဖြစ်ပြီးတော့ဥရောပရဲ့ရှေးခေတ်အဆောက်အုံတွေကိုနမူနာယူပြီးတော့ဖန်တီးထားတဲ့ဝတ်ဆောင်ဖြစ်ပါတယ်။ရိုးရှင်းတဲ့အနက်ရောင်ခေါင်းဝင်းပေါ်မှာအဖြူရောင်ပုံရိပ်တွေသုံးပြီးတော့ဖန်တီးထားတဲ့ဒီဝစ်ဆောင်ကပွဲရဲ့ team နဲ့အတော်လေးကိုကိုက်ညီတယ်လို့ပြောကြတဲ့ဝစ်ဆောင်ဖြစ်ပါတယ်။စတုထနေရာအနေနဲ့ Beyonce ရဲ့ Skeleton Queen လို့ fashion ကလည်းအတော်လေးကိုလူကြိုက်များပါတယ်။ခေမောနဲ့သမီးအပါဝင်မိသားစုလိုက်ပွဲတက်လာတဲ့သူမကလူခန္ဓာကိုရတနာတွေနဲ့ပုံဖော်ထားတဲ့ fashion ကိုဝတ်လာခဲ့တာဖြစ်ပါတယ်။ဒါအပြင်လက်ဝတ်ရတနာတွေအနေနဲ့လည်းစိန်ခံ brand တစ်ခုရဲ့ရတနာတွေကိုဝတ်လာခဲ့ရကြောင်း Beyonce ရဲ့ဝတ်ဆောင်ကပွဲရဲ့ team နဲ့အတော်လေးကိုကိုက်ညီနေတယ်လို့တကယ့်ကို Met-Gala fashion လို့ဆိုရလောက်အောင်ထူးခြားနေရလို့ပြောနိုင်ပါတယ်။ဒီဝတ်ဆောင်တွေက H ကပရိသတ်တွေရဲ့မဲပေးမှုနဲ့ဆုံးဖြတ်ထားတဲ့ဝတ်စုံတွေဖြစ်ပြီးတော့ပရိသတ်တွေရောဘယ်ဝတ်စုံတွေကိုသဘောကျလဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးရှင်။အရှုပ်ပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။